23ခုမြောက်သောစာနယ်အပိုင်းကတက်မှ6ထာဝရဘုရားသည်ငါ၏တိုးထင်းဖြစ်တော်မူ၏ငါသည်ဆင်းရဲမခံရစိတ်လန်းသောကျက်စားရအရ၌ငါကိုအိပ်စီတော်မူ၏တာယာသောမြစ်နာသို့လမ်းပြတော်မူ၏ငါဝိညာဉ်ကိုအားဖြည့်၍နာမတော်အဖို့အလို့ငါတရားလမ်းထဲ၌သွေးဆောင်တော်မူ၏အကယ်၍တိမီ၏အရိပ်လွှမ်းမိုးသောကြိုက်သေးသူရှောက်သွားရတော်လေဘီအန်ဒီယေကိုမကြောက်ပါအကြောင်းမူကားကိုတော်သည်အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လန်ဒန်တော်နှင့်တာဝီတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏အကျွန်ုပ်၏ဉာဏ်သူတို့ရှိမှအကျွန်ုပ်အဖို့စပွဲကိုခင်းတော်မူ၏အကျွန်ုပ်ခေါင်းကိုစီးနှင့်လိမ့်တော်မူ၏အကျွန်ုပ်ခွက်ဖလားသည်ရှံလျက်ရှိပါ၏အကယ်စင်စစ်အကျွန်ုပ်သည်ခြေဆုနှင့်ဂရုဏာကိုတစ်သက်လုံးခံစား၍ထာဝရဘုရား၏အိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မည်။သာနာသူရောက်စီတိုင်းပေါ်မှာဘုရားသခင်သာ၍ကောင်းကြီးပေးတော်မူပါစေသော။